သွေးစင်းတာကအရန်အနက်နေပါလို့နံလို့ပေါ့နော်အဲ့ခါကျတော့အနက်ကပုတ်ရဲဖြစ်နေတယ်ဆိုလို့ရှိရင်သိကြတယ်အဲ့ဒီဟာကဘက်တီးရီးယားပိုးတစ်ခုခုပေါက်နေတာเนาะအဲ့ဒီဟာကိုဆေးခေါ်တော့ bacterial vaginosis လို့ခေါ်တာပေါ့ကွယ်เนาะအဲ့ထဲမှာဒီအောက်ဆီဂျင်မသုံးဘဲနဲ့ပေါက်ပွားနိုင်တဲ့ပိုးတွေပေါက်နေတာเนาะအဲ့ဒီဟာဖြစ်လို့ရှိရင်ခုနသွေးစင်းစင်မစင်းစင်အနံ့ဖြစ်နေတတ်တယ်ပုတ်အဲနံနေတတ်တယ်เนาะအဲ့ဒါမျိုးဆိုလို့ရှိရင်နံပါတ်1လောက်ရမယ့်အလောက်ကနံပါတ်1အရေးကြီးတာကဘာလို့မလဲဆိုတော့ရေနဲ့တေချာပြောင်းအောင်ဆေးရတယ်เนาะအဲ့ခါကျတော့ဒီသွေးစင်းနေပြီဆိုလို့ရှိရင်ကိုကတရက်ကို2ချိန်ဆို2ချိန်3ချိန်ဆို3ချိန်ရိုးရေနဲ့တေချာလေးဆေးတန့်ရှင်းအောင်ထားနံပါတ်2ကကျတော့ဒီလားစင်သုံးပစ္စည်းလေးတွေကို6နာရီကြာတခါလဲပေးပြီးတဲ့အခါကျတော့သူ့အတွက်လိုအပ်တဲ့ပိုးကဘယ်ပိုးလဲเนาะပိုးကအနံ့မဲ့ထွက်တာလားเนาะပြီးရခါကျစီးအောင်တာတွေရောရှိသလားပြီးရခါကျရားတာတွေရောရှိသလားစသဖြင့်အဲ့ဒါတွေကတေချာအသေးစိတ်တွေမေးမြန်းမှာဖြစ်တယ်မေးမြန်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะဒီတာဖောင်းမီရဲ့ဆရာဝန်တယောက်နဲ့တေချာစစ်ဆေးမှုခံယူပြီးတဲ့ခါကျတော့အဲ့ဒီပိုးเนาะပိုးအတွက်เนาะလိုအပ်တဲ့ပိုးသက်ဆေးတွေလိုက်တောက်ထားလိုက်လို့ရှိရင်ဒါအများကြီးအဆင်ပြေသွားမှာပါเนาะအဲ့ခါကျတော့ပိုးသက်ဆေးတောက်ဖို့အရန်ရေးကြည့်ပါတယ်မပေါ့ပါနဲ့မြန်မြန်လေးပြပေးပါเนาะ